အားလုံးပဲမင်္ဂလာပါဒီနေ့ကကျွန်တော်တငယ်ကြီးကျွန်တော်တို့ဒီကယ်လီဖိုးနီးယားမှာရှိနေတဲ့ Yosemite ဆိုတဲ့National Park ကိုတောင်းမှာဖြစ်ပါတယ်အဲ့တော့လန်ခီတခြားမြူဝင်းနေနဲ့ဟိုရောက်ရင်ဘယ်လောက်ထိလာတဲ့ရှူရင်းနေမြင်ရမလဲဆိုတာဆက်လက်ပြီးတော့ဆန်းကြည့်ပြီဒါကတော့ကျွန်တော်တို့အခုစပြီးတော့ထွက်တဲ့နေရာနေပြီးတော့ဟို Yosemite ကြီးကို map ထောက်ထားပါတော့ကွာဝေးရဖြစ်တော့မိုင်150တော့သွားတယ်ပေါ့ပြီးတော့ကြာချိန်က3နာရီနဲ့9မိနစ်ဒီအခု record လုပ်တဲ့ထဲမှာတော့အဲ့ဒီအချိန်ပြတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့တကယ်တမ်းသွားတော့အဲ့ဒီထောက်ထားတဲ့နေရာရောက်ပြီးတော့နောက်ထပ်1နာရီလောက်ထဲကိုထပ်ပြီးတော့ဝင်ရသေးရပေါ့နော် National Park ကအရင်ကြီးတာဆိုတော့ထဲကိုနောက်ထပ်1နာရီလောက်ထပ်ပြီးတော့ဝင်ရတယ်ပြီးတော့ဒီထောက်ထားတဲ့ဟာကသူကအချိန်ပေါ်လဲမှုတည်သေးရပေါ့နော်ကျွန်တော်တို့သွားတာမနက်စောစောဆိုတော့အဲ့လောက်ဒီကား traffic တွေပါမရှိသေးဘူးပေါ့တကယ်လို့ traffic တွေပါကြားထဲမှာရှိမှဆိုရင်ဒီဥစ္စာတော့တော်ယူဝေးရပေါ့နော်ပြီးတော့ဒီ record လုပ်လိုက်ရတဲ့အကြောင်းရင်းကဗီဒီယိုထဲမှာထည့်ဖို့တော့မဟုတ်ပါဘူးကျွန်တော်တို့ကားမောင်းနေနဲ့ဟို Yosemite ကိုရောက်ခံနေကျွန်တော်ကြားရတာ internet လုံးဝမရတော့ဘူးလို့ကြားထားတယ်အဲ့တော့ကားမောင်းနေနဲ့ map မှာပျောက်သွားမှာဆိုလို့ပေါ့နော်ဟိုရောက်သွားတဲ့အခါဘယ်သွားလို့သွားမှမသိမှဆိုလို့ဆိုပြီးတော့ map ကိုကြိုပြီးတော့ record လုပ်လိုက်တာဒါတော့ Yosemite ကိုမရောက်ခင်ဖြတ်ရတဲ့တောင်တန်းတွေပဲဖြစ်ပါတယ် Yosemite ကိုသွားဖို့အတွက်ဆိုရင်တောင်တော်တော်များများကိုဖြတ်ပြီးတော့သွားရတယ်ပေါ့နော်တောင်တွေကတောင်ပေါ်မှာလမ်းခင်းထားတာတော့ကောင်းတယ်ဒါပေမဲ့ဘေးနားမှာအတားအဆီးမရှိတဲ့အတွက်ကြောင့်မလို့အကွေ့တွေမှာဆိုရင်တော်တော်လေးသတိထားရတယ်ပေါ့နော်တကယ်လို့မှချီရော်လက်ချော်အပြင်ကိုရောက်သွားပြီအဲ့ဒီကားလိုင်းရဲ့အပြင်ရောက်သွားပြီဆိုရင်တော့ကြောက်ကဘာကနေပြီးတော့အောက်ကိုပြုတ်ကြမှာYosemite ရဲ့အထဲမှာ gas ဆိုင်မရှိရတော့ကျွန်တော်တို့နောက်ဆုံးစီဖြည့်နေရပဲဖြစ်ပါတယ်။ရဲလုံးမှဒီမှာစီမဖြည့်ပဲနဲ့ဆက်မောင်းရမယ်ဆိုရင် Yosemite ရောက်လို့စီပြတ်တဲ့အခါအဲ့ဒီအထိပြန်ရောက်လာအောင်တနားရီလောက်ပြန်ပြီးတော့မောင်းရမှာပဲဖြစ်ပါတယ်။အဲကြောင့်မို့ခုဒီမှာခီး1009နဲ့ကျွန်တော်တို့စီအပြည့်ပြန်ပြီးတော့ဖြည့်နေကြတာပဲဖြစ်ပါတယ်gas station နေပြီးတော့ခဏလောက်မောင်းပြီးရင်တော့ကျွန်တော်တို့ Yosemite ရဲ့အဝင်ဂိတ်ကိုရောက်သွားပါတယ် Hello. Hello, welcome. We need to buy a ticket. Alright, so it'll be $35 unless you want to buy an annual pass. In each, right? No, just for the vehicle. Oh, okay. So $35? Yeah, but we have reservation. You still have to pay the entrance fee. Okay. And then, would you like a map and a guidebook? Yeah. Okay. Thank you. Have a good day. You too. Thank you. ကျွန်တော်ဒီနေ့ကတယောက်ကိုဘယ်လောက်ဆိုပြီးတော့အဲ့လိုမျိုးပေးရမယ်ဆိုပြီးတော့ထင်တာပေါ့နော်ဒါပေမဲ့တကယ်တမ်းတော့ကြတော့ကားတစ်စီးစာတော့35ကျပ်ဆိုပြီးတော့အဲ့လိုမျိုးပေးရပေါ့ပြီးတော့အဲ့ map နဲ့ guidebook လည်းသူတို့အလကားပေးလိုက်တယ်အဲ့ဒီဥစ္စာမပါဘူးဆိုရင်ကျွန်တော်တို့ခက်ရမှာပေါ့ဘာဖြစ်လို့လဲဆိုတော့ Yosemite မှာကနည်းနည်းလုံးဝမရဘူးအဲ့ဒီ map နဲ့အဲ့ဒီ guidebook ကိုပဲကြည့်ပြီးတော့ကျွန်တော်တို့ပဲသွားမယ်ဆိုပြီးတော့အဲ့လိုမျိုး plan ဆွဲရတယ်ပေါ့နော်အဲ့ဒါလည်းဟိုရောက်မှသိတာပေါ့ဘယ်မှာတော့ကျွန်တော်တို့ video ကြီးကြည့်ဖို့ရင်အဲ့ဒီအကြောင်းအရာတွေတော့မလေ့လာဘူးအပေါ်ပိုင်းနဲ့ရှိရ
ကြောက်တောင်ကြီးကိုပထမဦးဆုံးကြည့်လို့ရတဲ့နေရာဖြစ်တဲ့အတွက်ကြောင့်မလို့ကားတော်တော်များများအဲ့ဒီနေရာမှာခဏတော့ရက်ကြပါတယ်ခုကျွန်တော်တို့ရောက်နေတဲ့နေရာကတော့ Upper Pine Campground ဖြစ်ပါတယ်။အဲ့ဒီမှာရှိနေတဲ့ Campground တွေအများကြီးထဲမှာကျွန်တော် booking လုပ်လို့ရလိုက်တာတော့ Upper Pine Campground ပေါ့နော်။ camp number ကတော့201ဖြစ်ပါတယ်။ကျွန်တော်တို့အခုအဲ့ဒီဥစ္စာကိုnumber ကိုလိုက်ရှာနေရပါ။ကျွန်တော်တို့ဒီတက်သွားရင်ညာဘက်မှာရှိနေတာတော့ကျွန်တော်တို့ Campground တွေပေါ့နော်။သူလမ်းတလမ်းကြီးတွေဝင်သွားရင်သူ့မှာဘယ်နဲ့ညာမှာသူ့ရဲ့ number တွေရှိတယ်ပေါ့။ကျွန်တော်ရဲ့ number က201ဆိုတော့တက်တော်တော်လေးသွားရတယ်ပေါ့အထက်ကိုနည်းနည်းတော့ဝင်ရတယ်။သူက booking လုပ်ရတာလည်းအရန်ခက်တယ်။ကျွန်တော် booking slot တွေကြည့်တော့ဆိုအကုန်လုံးပြည့်နေတာပေါ့နော်။သူများ cancel လုပ်လိုက်တဲ့ slot ကိုပဲကျွန်တော်ကရလိုက်တာပေါ့။ slot တွေကအရန်ပြည့်နေတဲ့အတွက်ကြောင့်မို့လို့နေရာတနေရာရဖို့အရန်ခက်တယ်ပေါ့။ပြီးတော့ price ကတော့ရန်ဈေးမကြည့်ဘူး35လား$36လားမသိဘူးအဲ့လောက်ပဲပေးရတယ်။ပြီးတော့တခြား campground တွေလည်းရှိသေးတယ်အခုစာ Upper Pine Campground ပြီးတော့ Lower Pine Campground ရှိတယ်တခြားနေရာတွေမှာလည်းတဲလို့ရတယ်ပေါ့နော်ဒါတော့ကျွန်တော်တို့Campground ချိုးဝင်ရှိတဲ့လမ်းပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့နေညအိပ်ရမယ် camp site ပါ number 201 camp site မှာ parking တစ်ခုပါတယ်ပြီးတော့ရင်ဝုန်းလာစားလို့မရအောင်လုပ်တဲ့ lock ချလို့ရတဲ့ cabinet လုံးပါတယ်ခုံတစ်လုံးပါတယ်သူများတွေတော့ဒီမှာ tank နေနဲ့လာကြတယ်ပေါ့နော်သူတို့ tank ထိုးပြီးတော့နေလို့ရအောင်ဒီနေရာတော့ Upper Pine မှာကျွန်တော်တို့ရောက်နေတဲ့နေရာဝုန်းဝင်နေရှိတဲ့နေရာဖြစ်တဲ့အတွက်သူတို့နေတဲ့နေရာဖြစ်တဲ့အတွက်ဗာပစ္စည်းပဲဖြစ်ဖြစ်ပေါ့နော်အနံ့အသက်ရှိတဲ့ပစ္စည်းအစားအစာပဲဖြစ်ဖြစ် chemical ပစ္စည်းပဲဖြစ်ဖြစ် cosmetic ပဲဖြစ်ဖြစ်အဲ့ဒီအထက်ကိုညဘက်ကျရင်ထည့်ပြီးတော့မှထားပါတယ်ကျွန်တော်ပစ္စည်းတွေထည့်ပြီးလို့ကျွန်တော်တို့ဒီ Yosemite ကိုရှောက်လိုက်ဖို့အတွက်အခု shuttle ကိုစောင့်နေရတာဖြစ်ပါတယ်ကျွန်တော်တို့တနေရာနဲ့တနေရာသွားတာဝေးတဲ့အတွက်shuttle နဲ့ပဲသွားကြပါshuttle က2မျိုးရှိပါတယ် green line နဲ့ purple line ဆိုပြီးတော့ green line ကတော့ပို့ပြီးတော့ way ကိုသွားတယ် purple line ကတော့အနီးနားကိုသွားတယ်ပေါ့ဒါကတော့ကျွန်တော်တို့အခုစီရမယ် shuttle ဖြစ်ပါတယ် green line ပါဒါတော့ကျွန်တော်တို့
Mirror Lake ဆိုတဲ့နေရာကိုသွားနေရမှာဖြစ်ပါတယ်အဲ့ဒီနေရာကိုရောက်ဖို့ဆိုရင်ကျွန်တော်တို့တချို့အရင်တော့မမြင်ဘူးပေါ့နော်တောင်တချို့အပြင်ကိုတက်တယ်ပြီးတော့အရင်လည်းဝေးတော့မဟုတ်တော့ဒါပေမဲ့တောင်ကြီးကနေအကျန်းမှတ်တယ်ပေါ့ပြီးတော့ကျွန်တော်တို့အဲ့ဒီနေရာကိုသွားရလို့အဲ့ဒီလမ်းပေါ့နော်အများကြီးမရှိဘူးကျွန်တော်တို့လည်းနောက်ထပ်တစ်ခွက်လောက်အဲ့ဒီလောက်ပဲရှိတယ်နောက်ဆုံးတော့ Mirror Lake ကိုကျွန်တော်ရောက်ခဲ့ပါတယ်ဒါပေမဲ့ Mirror Lake မှာရှေးမရှိတဲ့အတွက်ကြောင့်မလို့ Mirror တော့ဖြစ်မနေဘူးဒါပေမဲ့အရန်လှတဲ့တောင်တန်းကြီးတစ်ပင်ကြီးကိုတော့ကျွန်တော်တို့ကြည့်ခွင့်ရခဲ့ပါတယ်ဒါတော့ကျွန်တော်တို့ camp ကိုပြန်ဖို့အတွက် shuttle စောင့်နေကြတာပဲဖြစ်ပါတယ်ဒါကတော့ Curry Village ဆိုတဲ့နေရာပဲဖြစ်ပါတယ်ကျွန်တော်တို့ရေချိုးတာပဲဖြစ်ဖြစ်အဲဆိုရင်လည်း Curry Village မှာတော့ချိုးလို့ရတယ်ပေါ့နော်ပြီးတော့လက်ဆောင်ဝယ်တာစားစရာဝယ်တာဘာပဲဝယ်ခြင်းပေါ့နော်အဲ့ Curry Village မှာဆိုရင်အဆုံးရှိပါတယ်သူတို့လက်ဆောင်ပစ္စည်းဆိုရင်လည်းအဆုံးရှိပါတယ်ဒါတော့ကျွန်တော်တကယ်ချင်းပေါက်ဆုပ်လုံးနေဖြစ်ပါတယ်အဲဒီဘူးလေးရမှာသူကပြောင်းမှုစေတာမသိရှိရပါတော့အဲ့ဒါကိုပူပေးရင်သူကပေါက်ဆုပ်ပြောမှာပေါ့ကျွန်တော်တော့ခံဝယ်လာပြီးတော့အဲဒီစားကိုပူပေးနေရတယ်ဖြစ်ပါတယ်ကျွန်တော်တို့ညစာစားပြီးစားခဏပြောပြီးတော့ကျွန်တော်တို့အနိုင်ကြပါတယ်ဒါကတော့နောက်တနေ့မနက်ပဲဖြစ်ပါတယ်ကျွန်တော်တို့မနက်
sunrise ကြည့်ဖို့အတွက်ပေါ့နော်ခဏကိုလမ်းပေးထားပြီးတော့အခုအချိန်ကနည်းနည်းစောပြီးတော့နေလည်းမထွက်သေးရဖြစ်တဲ့အတွက်ကျွန်တော်တို့ကားထဲမှာနိုင်ယူနေရင်းနဲ့စကားပြောကြဖြစ်ပါတယ်အဲ့ဒီပုံစံကတော့ဒါကျွန်တော်တို့နှစ်ယောက်အိတ်တဲ့ပုံစံမျိုးဖြစ်ပါတယ်ကျွန်တော်တို့ကားထဲမှာပဲအိတ်တာဖြစ်တဲ့အတွက်တယောက်ကိုခုံတစ်လုံးစီပေါ့နော်နောက်ကိုမှီပြီးတော့အဲ့တိုင်းပဲဆောင်းချုံပြီးတော့ပဲအိတ်ကြပါတယ်ဒီနေ့ကကျွန်တော်တို့မနေ့ကတော့ကြံခဲ့တဲ့နေရာတွေကိုသွားမှာပါ။ဒီနေ့ပဲကြံခဲ့ရ Glacier Point ကျန်တယ် Verna Fall ကျန်တယ် Happy Hour မှာလည်းချောင်းသားမှာလမ်းတော့လျှောက်အောင် ။ဟုတ်တယ်။အဲ့တော့မနေ့ကျန်တဲ့ဥစ္စာကိုဒီနေ့သွားမှာဖြစ်ပါတယ်။ဒါတော့တောင်တိုင်းကိုမနေ့ခင်းမြင်ရတဲ့မြင်ကွင်းပဲဖြစ်ပါတယ်။နေရောင်ကြီးထိုးနေရတဲ့အတူအဲ့လိုမျိုးတောင်တိုင်းကိုကြည့်ရတဲ့ရတာအရင်ကောင်းပါတယ်။အရင်တော့အဲ့လိုမျိုးတစ်ခါမှမကြည့်ခဲ့ဘူးတဲ့အတွက်အဲ့ဒီအရာတော့မသိခဲ့ပါဘူး။အဲ့လောက်ထိကောင်းမှတူလေမထင်မိခဲ့ဘူးပေါ့နော်။ဒါပေမဲ့တကယ်တမ်းသွားကြည့်တဲ့အခါမှာတော့တော်တော်လေးကြည့်လို့ကောင်းပါတယ်။ဒါကတော့ Yosemite 3 episode 1မှာဖြစ်ပါတယ်ကျွန်တော်တို့ episode 2နဲ့ပြန်လာပါမယ်